ဇက်လိုက်ဟာပစ္စည်းတွေကိုအဆမတန်ပွားပေးနိုင်တဲ့မော်ကြေးစလုံးတစ်ခုကိုမတော်တဆသိရှိသွားခဲ့ပါတယ်။သူဟာမိမိစုဆောင်းထားသမျှငွေတွေနဲ့1 ကီလိုဂရမ်ရှိတဲ့ရွှေတုံးတစ်တုံးကိုဝယ်ပြီးဇလန်းထဲကဇလုံးထဲထည့်ကာဆူတောင်းလိုက်တဲ့အခါရွှေသီးသန့်အတုံး100ချက်ချင်းပွားလာခဲ့ပါတယ်။ဒီရွှေတွေကိုအရေးကြိုပြီးရောင်းချကာဒေါ်လာ13 သန်းရရှိပြီးချမ်းသာသွားခဲ့ပါတယ်။ငွေကြေးအဆင်ပြေသွားပြီးနောက်ဘဝကိုအေးဆေးမပျော်ပါပဲအေးခဲစေမဲ့လူသေးစေနိုင်တဲ့မုန်တိုင်းကြီးခုတ်စနာလာတော့မယ်ဆိုတာကြိုသိတာကြောင့်အစားအသောက်ရေနဲ့အနွေးတဲ့ပစ္စည်းတွေကိုအလူရက်ဝယ်ယူစုဆောင်းပါတော့တယ်။သူ့ရဲ့အိမ်ကိုလည်းတန်မဏိခံတက်တစ်ခုတစ်ပွဲကြိုတင်ပြင်ဆင်မွမ်းမံခဲ့ပါတယ်။ဒီမော်စလုံးဟာပစ္စည်းပွားယုံတင်မကပဲအကန့်အသတ်မရှိသိမ်းဆည်းနိုင်တဲ့နေရာလွတ်လည်းရှိနေပါတယ်။မုန်တိုင်းကြားရောက်လာတဲ့အခါလမ်းမပေါ်ကလူတွေခဲတုံးဖြစ်ပြီးတေဆုံးကြရသလိုကြံရစ်သူတွေလည်းမျက်မှုခါးစီးကြရပါတယ်။ဇက်လိုက်ကတော့အိမ်ထဲမှာကောင်းကောင်းမွန်မွန်စားတောက်နေနိုင်တာပေါ့အဲ့ဒီအချိန်မှာချောမောတဲ့အမျိုးသမီးတဦးကအိမ်ထဲပေးဝင်ဖို့တောင်းပန်လာပေမဲ့ကင်မရာကနေတဆင့်ဘေးမှာလူတွေချောင်းမြောင်းနေတာကိုမြင်တာကြောင့်တကားမဖွင့်ပဲညင်းပယ်ခဲ့ပါတယ်။ပြင်ကလူတွေဟာအိမ်ကိုအတင်းဖြက်စီးဝင်ဖို့ကြိုးစားကြပေမဲ့မာကျောတဲ့လုံခြုံရေးတကားနဲ့ကြီးကားမှန်တွေကြောင့်မဝင်နိုင်ကြပါဘူး။သူတို့ကဇက်လိုက်ကိုအတကြီးသူလို့ဆဲဆိုပြီးအားလုံးနေဖို့အိမ်ကိုဖယ်ပေးရန်တောင်းဆိုကြတဲ့အခါဇက်လိုက်ကလက်နက်ထုတ်ပြီး6 လန့်ပစ်ခတ်မောင်းထုတ်လိုက်တာကြောင့်